တငယ်ချင်းတို့ရေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေဒီနေ့တော့တငယ်ချင်းတို့စိတ်ဝင်စားစေမယ့်မိမကိုဆွဲလန်းပြီးမကျွတ်မလွတ်ဖြစ်နေတဲ့တထေးဦးချစ်တင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဟီလာဖြစ်ပါတယ်တခါတော့ကအရန်ကိုตายရလှပတဲ့မင်းလာဆိုတဲ့ရွာလေးကိုရောက်ခဲ့တော့ကပေါ့ရွာကလေးဟာအင်ချီ300လောက်ရှိပြီးလေယာလုပ်ငန်းကအဲရွာရဲ့ပင်မအလုပ်ဆိုရင်မှားမီတော့မဟုတ်ရွာကိုမတွေ့ရမီကလေးကစိမ့်ဆူနေတဲ့လေကွင်းကြီးတွေကိုအရင်တွေ့ရတယ်ပြီးတော့တစ်ဖက်မှာလည်းမိုင်းညွတ်နေတဲ့တောင်တန်းကြီးကလည်းရှုမဝတဲ့ပကြီးကားတစ်ချက်လိုပဲပေါ့ဒီလိုနဲ့လေကွင်းတွေကိုဖြတ်လာလိုက်တာရွာထိပ်ရောက်တော့ထူးဆန်းတဲ့ရှီဟောက်အင်ကြီးတအိမ်ကိုတွေ့လိုက်ရတယ်အောင်သိန်းကိုမေးကြည့်တော့ဒီအင်ကြီးအကြောင်းသူမိဘတွေပဲတေချာသိတယ်အိမ်ရောက်မှငါမိဘတွေမေးကြည့်ဆိုတော့ကျွန်တော်လည်းသိချင်စိတ်တွေထိမ့်ပြီးအောင်သိန်းအနောက်လိုက်ခဲ့တယ်ကျွန်တော်ကတော့တငယ်ချင်းအိမ်လဲလာတာဖြစ်ပါတယ်သူ့နာမည်ကအောင်သိန်းတို့အိမ်ရောက်တော့အောင်သိန်းမိဘတွေကထွက်ကြကြတယ်ကျွန်တော်လည်းရွာထိပ်ကအင်ကြီးအကြောင်းသိချင်ပေမဲ့အောင်သိန်းမိဘတွေကိုချက်ချင်းကြီးမေးလို့မကောင်းပါဘူးလေဆိုပြီးနေလိုက်တယ်ညရောက်တော့ထမင်းစားတောက်ပြီးထိုင်စကားပြောနေတော့ကျွန်တော်လည်းရွာထိပ်ကအင်ကြီးအကြောင်းအရန်သိချင်နေတော့အောင်သိန်းအဖေကိုမေးကြည့်လိုက်တယ်အောင်သိန်းအဖေဦးလှမောင်ပြောပြတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ကဒီအိမ်ကြီးမှာဦးချစ်တင်နဲ့ဒေါ်အေးမာဆိုတဲ့တထေးလင်မယားနှစ်ယောက်နေခဲ့တယ်။ဦးချစ်တင်ကအလုပ်ကိုစူးစမ်းလုပ်ကင်တယ်လို့ဒေါ်အေးမာကလည်းအရန်ချစ်တယ်။လဲသူရင်းကားတွေရှိပေမဲ့ဦးချစ်တင်ကိုတိုင်လဲတဲ့သွားလဲထုံကောက်ရိပ်လုပ်တယ်။ဦးချစ်တင်ရဲ့လဲတွေကမြစ်ရဲ့တစ်ဖက်ကမ်းမှာဒါကြောင့်လေနဲ့သွားရတယ်။လဲတွေထုံရက်ပြီးလို့မောမောနဲ့ဦးချစ်တင်ပြန်လာပြီးဆိုဒေါ်အေးမာကလည်းတောက်ရည်တစ်ခွက်ဆေးပြင်းလိမ့်တလိမ့်နဲ့တူဒေါ်အေးမာကအပြုံးနဲ့စီးကြိုနေကြ။ဦးချစ်တင်ကလည်းဒေါ်အေးမာကိုမြင်တာနဲ့လော်တက်ကြီးကိုပြစ်ချဒေါ်အေးမာကိုအောက်ဖွားပေးပြီးဒေါ်အေးမာအသိယူလာတဲ့ရေကိုဘဝတောက်ဆေးပြင်းလိပ်ကိုမီးရဲနေအောင်ဖွာတော့တာပေါ့ဒေါ်အေးမာကအလိုက်တိတာအပြင်ရုပ်ကလည်းချောခန္ဓာကိုယ်ကလည်းပြောစရာမရှိအောင်လှနေပြီးအပြူစုက၎င်းဆိုတော့ဦးချစ်တင်အရန်ချစ်အရန်ဆွဲလန်းတာပေါ့ဒီလိုနဲ့တနေ့ဦးချစ်တင်နဲ့ဒေါ်အေးမာအိယာတဲ့ရောက်တော့အေးမာနေငါသေးရင်နောက်လင်မယူနဲ့နော်ယူရင်ငါနဲ့တွေ့မယ်ဆိုတော့ဒေါ်အေးမာလည်းကိုချစ်တင်ရှင်မာရီလျှောက်ပြောနေလေနမိတ်မရှိတာတွေစောစောလဲတဲ့ဆင်းရမှာမဟုတ်လားအိတ်တော့ဆိုတော့ကိုချစ်တင်ကငါမအိတ်ချင်သေးဘူးရေနံတူးချင်သေးတယ်ပြောလိုက်တယ်အဲ့ဒါနဲ့ဒေါ်အေးမာလည်းအဝတ်စားတွေချုပ်ပေးလိုက်တော့ကိုချစ်တင်ရေနံတူးတော့တာပေါ့ကိုချစ်တင်လည်းရေနံတူးပြီးမောမောနဲ့အိတ်လိုက်တာအိတ်ရနိုးတော့ကြက်တောင်တုံနေပြီးဒါနဲ့အိတ်ရထားပြီးမျက်နှာတစ်သွားတိုက်လုပ်တယ်ပြီးတော့ဒေါ်အေးမာပြင်ပေးတဲ့မနှက်စာစားပြီးလဲတဲ့ဆင်းဖို့ပြင်ဆင်တယ်လေပေါ်ရောက်တော့ချစ်တင်ကအေးမာငါပြန်မလာတော့ဘူးနင်းနောက်လေမယူနဲ့လို့ပြောပြီးထွက်သွားတော့ဒေါ်အေးမာစိတ်ထဲမှာကိုချစ်တင်ပါတွေပြောနေမှမသိဘူးလို့တွေးနေမိတယ်ညနေပဲရောက်တော့ဒေါ်အေးမာတယောက်ချစ်တင်ပြန်လာရင်စားဖို့နောက်ဖေးမှာတယောက်တည်းချက်ပြုတ်နေတော့ဝုန်းဆိုပြီးကိုချစ်တင်လုံနေကြအတိုင်းလှော်တက်ပစ်ချတန်ကြလိုက်တော့ဒီနေ့ကိုချစ်တင်စောသားပဲလို့တွေးနေတယ်ဒေါ်အေးမာအတွေးမဆုံးခင်အိမ်ရှိကနေဒေါ်အေးမာဆိုပြီးခေါ်တန်ကြားလိုက်တယ်အိမ်ရှိထွက်ကြည့်တော့လဲတရင်ကမောင်တုတ်ဖြစ်နေတယ်မောင်တုတ်ကမောကြီးပန်းကြီးနဲ့တထေးလေထဲမှာပိုးထီလို့ဆုံးပြီလို့ပြောလိုက်တော့ဒေါ်အေးမာတယောက်ရှိုက်ကြီးတင်ငင်ငူတော့တာပေါ့ရွာသူရွာသားတွေလည်းတထေးဦးချစ်တင်ပိုးထီလို့ဆုံးပြီဆိုတဲ့သတင်းကြတော့သတင်းမေးလာရောက်ကြတယ်ဦးချစ်တင်ရဲ့ရုပ်အလောင်းကိုတော့ရွာပြင်မှာပဲထားလိုက်ကြတယ်ဒီလိုနဲ့ဦးချစ်တင်ရက်လက်ပြီးတညမှာဒေါ်အေးမာအိတ်နေတော့အိတ်ရပေးဦးချစ်တင်လာရက်နေတယ်ပြီးတော့အေးမာနဲ့နောက်လင်မယူနဲ့နော်ယူရင်ငါနဲ့တွေ့မယ်လို့ပြောပြီးပြန်ပြောက်သွားတယ်ဒီလိုနဲ့ဒေါ်အေးမာလန်နိုးသွားတယ်အချိန်ကြီးလိုက်တော့4 နာရီခွဲဒေါ်အေးမာလည်းအိတ်မရတော့တာနဲ့အိတ်ရပေါ်လဲနေလိုက်တယ်ခဏကြာတော့အတန်တွေကြားပါလေရောကိုချစ်တင်ရှိတော့ငါလိုပဲလဲတဲ့ဆင်းရင်သူလုံနေကြအတိုင်းနောက်တော့အတန်တွေပြန်ပြောက်သွားတယ်ညနေရောက်တော့လဲဒီလိုပဲလှော်တက်တွေပြစ်ချပြီးအတန်ပေးတယ်ဒေါ်အေးမာကလည်းကြောက်လန့်ပြီးကိုချစ်တင်ကြီးအေးမာကို6လန့်ချင်းမပြူပါနဲ့အေးမာကြောက်လို့ပါဆိုတော့မှအတန်ပြောက်သွားတယ်ညအိယာဝင်တဲ့အချိန်မှာတော့ဦးချစ်တင်ရောက်လာပြီးအေးမာမကြောက်နဲ့ငါနဲ့နားမှာအမြဲတမ်းရှိချင်လို့ပါပြီးတော့ငါအသက်ရှင်နေတဲ့အချိန်ကအတိုင်းပဲငါလုံနေတာပါနင်းလဲငါကိုပုံမှန်တိုင်းပဲဆက်ဆံပါလို့ပြောပြီးပြန်ပြောက်သွားတယ်ဒီလိုနဲ့လာအနှဲငယ်ကြာလာတော့အေးမာလည်းမကြောက်တော့ဘူးပေါ့ဦးချစ်တင်ရှိတော့ငါလိုပဲညနေဦးချစ်တင်ပြန်လာချိန်ဆိုရင်ရေတစ်ခွက်နဲ့ဆေးပြင်းလိတ်ချထားပေးတယ်ညဘက်ဆိုလဲစကားပြောကြတယ်ဦးချစ်တင်မရှိတဲ့နောက်ပိုင်းဒေါ်အေးမာလည်းလေယာလုပ်ငန်းတွေကိုမထိမ့်သိမ့်နိုင်တော့လဲသူရင်းကားတွေလည်းလှုပ်ချင်တယ်လို့လှုပ်တော့စီးပွားရေးလည်းကျဆင်းလာတယ်ဒေါ်အေးမာလည်းဒီလိုတော့မဖြစ်ဘူးငါလည်းအရွယ်ရှိတုံးအိမ်အောင်ပြုတ်မှပဲဆိုပြီးဒေါ်အေးမာအားသဘောကျနေတဲ့ပေသီးဆိုတဲ့တထေးတစ်ယောက်နဲ့နောက်အိမ်အောင်ပြုတ်လိုက်တယ်ဇလန်းကအဲမှာစတော့တာပေါ့ကိုချစ်တင်အစွမ်းပြလေပြီဒေါ်အေးမာကိုအရင်တည်းကအရန်တီးချင်နေတဲ့ပေသီးတစ်ယောက်အိယာပေါ်လဲရောက်ရောဝဲယူပြန်တယ်လို့ဖြစ်သွားတော့
ဒေါ်အေးမာကိုရေနံမတူးလိုက်ရဘူးပေါ့ရေနံတူးမယ်လို့တိုင်းပေတီးတယောက်တစ်ခုမဟုတ်တစ်ခုဖြစ်နေတော့ဒေါ်အေးမာလည်းလင်ကြီးဖြစ်သူတထေးချစ်တင်ကိုစိတ်ဆိုးလာတယ်ဒေါ်အေးမာလည်းရေနံတူးတာခံချင်တာကြောင့်ပါဒါကြောင့်ဒေါ်အေးမာလည်းညအိပ်ရဝင်တော့ကိုချစ်တင်ရေရှင်သူများကိုရေနံမတူးစေချင်ရင်လဲရှင်ပဲလာတူးပါဆိုပြီးအဝတ်စားတွေချုပ်ပေးလိုက်တော့ကိုချစ်တင်တယောက်လူသေးကောင်လိုဖြစ်နေတဲ့ပေတီးခန္ဓာကိုယ်ထဲဝင်ပြီးဒေါ်အေးမာကိုရေနံတူးတယ်နောက်တစ်နေ့ရောက်တော့တထေးပေတီးလဲဒေါ်အေးမာကိုရေနံမတူးရခြင်းအတူတူဘာမှမထူးဘူးဆိုပြီးအိမ်ပြန်သွားတယ်ဒီလိုနဲ့ဒေါ်အေးမာလည်းလင်ကြီးဖြစ်သူတရေဦးချစ်တင်နဲ့လင်မယားလောက်တန်းကစားရင်ဘဝကိုအဆုံးသတ်သွားပါတော့တယ်လို့ပြောပြီးဇလန်းကိုအဆုံးသတ်လိုက်ပါတယ်